မပြင်းမရှိလုံလဝရိယနဲ့နော်ဒီသေးလန်းကြီးမှာတူးကြတဲ့အတွက်ကြောင့်သူတို့ဟာဘာကိုရလဲရေကိုရတယ်တဲ့အဲ့ဒီဥပမာလိုပဲတဲ့ဧဝံမုနိဝရိယဘလူပပံတော့ဧဝံဣတုဝရိယဘလူပပံတော့လုံလဝရိယအားစွမ်းတဲ့ပြည့်စုံတဲ့မုနိယဟန်တိအကိလာတုမပြင်းရည်သည်ဖြစ်၍ဟရိယတနှလုံးသားဤဝါစိတ်ဤတန်တိန်ငြိမ်းအေးမှုကိုဝိန်ဒီရရ၏နော်စိတ်ရဲ့ငြိမ်းအေးမှုဆိုတာတော့အဆင့်အမျိုးမျိုးရှိပါတယ်ဟုတ်လားအမြင့်ဆုံးအဆင့်ကိုပြောရမယ်ဆိုရင်တော့ယဟန္တာဖြစ်မှစိတ်ရဲ့ငြိမ်းအေးမှုကအပြည့်အဝဆုံးရတာစိတ်ကိုမငြိမ်းအေးအောင်ပူလောင်အောင်လှုပ်ရှားအောင်နှိမ့်ဆက်မဲ့အရာတွေနော်နှောင့်ယှက်မဲ့အရာတွေကိုဘာလို့ခေါ်တော့ကိလေသာတရားလို့ခေါ်ဟုတ်လားအဲ့ဒီကိလေသာတရားတွေကိုအကုန်လုံးဖယ်ရှားသုတ်သင်ပြစ်နိုင်မှစိတ်ကငြိမ်းအေးမှုကိုယာနှုံးပြီးရတာသို့တော်ဘုန်းဘုန်းတို့တွေကအဲ့ဒီအစဉ်ကြီးမရောက်သေးတောင်မှတော့ကြံ့ကြံ့ထန်ထန်စိတ်ကိုပူလောင်လှုပ်ရှားအောင်နှောင့်ယှက်မဲ့အရာတွေငြိမ်းအောင်အေးအောင်လုပ်နိုင်မယ်ဆိုရင်ကိုပဲအတန်အသင့်ဒီစိတ်နှလုံးဟာတတ်တာရငြိမ်းအေးရရတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်နေဟုတ်လားစိတ်ရဲ့ငြိမ်းအေးမှုဆိုတာတော့အဆင့်အမျိုးမျိုးရှိတာပါနော်ဒါကြောင့်မပြင်းကြီးကြတဲ့ကုံတွေဟာသဲလမ်းမှာတကယ်ကိုဝရိယနဲ့တူးကြတဲ့အတွက်ကြောင့်ရေကိုရတယ်လို့မျိုးလုံလဝရိယအားစွမ်းတဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တူးတယောက်ဟာလည်းပဲနော်စိတ်နှလုံးရဲ့ငြိမ်းအေးမှုကိုရဖို့အတွက်သူဟာပြင်းပြင်းထန်ထန်ဘာလို့ရမလို့ကြိုးစားရလိမ့်မယ်အားထုတ်ရလိမ့်မယ်ကြိုးစားအားထုတ်မှုနဲ့ကင်းပြီးတော့ဘုံဘုံတို့မြင့်မြတ်မှုငြိမ်းအေးမှုဆိုတာဘယ်နည်းနဲ့မှမရနိုင်ဘူး။နော်ဆိုတော့ဘုံဘုံပြောရတဲ့စကားလေးမမေ့နဲ့နော်။ဘောဓိပက္ခိယအုပ်စု9အုပ်စုထဲမှာ6အုပ်စုတိတိဘယ်သူပါနေလဲဝရိယပါနေတယ်။ဝရိယမပါရင်အလုံးမဖြစ်ဘူးဆိုတဲ့ဥစ္စာကိုဆွဲဆွဲမြဲမြဲမှတ်ထား။ဟုတ်လားဝရိယချွတ်တဲ့နေပြီဆိုတာနဲ့အလုံးမဖြစ်တော့ဘူး။ဟုတ်လားဒါကြောင့်ဘုံဘုံတို့နော်မဂ်ခင်7ပါးကိုယင်တကြီးနဲ့ဥမာပေးပြီးတော့ဟောတဲ့ဒေသနာတွေမှာနော်ဘိန်းကိုဝရိယလို့ဒီလိုဟောတာတွေရှိတယ်ဘိန်းမရှိရင်ဘာဖြစ်မှာတော့ရှေ့သွားလို့မရတော့ဘူးဒီသဘောကိုပြောတာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဒီအကြောင်းအရာဒီဇတ်တော်လေးကိုဟောတဲ့အခါမှာစောတော်ကဝရိယကိုလျှော့လာတဲ့ယဟန်လေးဟာတရားတို့ရတယ်အရိယာဖြစ်တယ်လို့ဒီလိုမှတ်တမ်းတင်ထားတယ်ဒါကဇတ်တော်တစ်ပုဒ်ပေါ့နော်နောက်ထပ်ဇတ်တော်တစ်ပုဒ်ကတော့သူကဇလန်းသဘောအရာလေးကအိုးတောင်မှပြောစရာကောင်းနော်ဒီဇတ်တော်ရဲ့နာမည်တော့တော်တော်များများကြားဖို့မယ်ထင်ပါတယ်ပြင်စာဝုဒဇတ်နော်ပြင်စာဝုဒပင်စအာဝုဒအာဝုဒဆိုတာလက်နှစ်ပင်စဆိုတာ5မျိုးလက်နှစ်5မျိုးနဲ့ထင်ရှားတဲ့မင်းသားတစ်ပါးရဲ့အကြောင်းမြတ်စွာဘုရားဟောခဲ့တာဘာကြောင့်ဒီဇတ်တော်ကိုဟောတာတုံးဆိုတော့ဒီလိုပဲဝရိယလျှော့ပြီးတော့ပြန်လာတဲ့ယဟန်လေးတစ်ပါးကိုပဲအကြောင်းပြုပြီးတော့ဟောတာမြတ်စွာဘုရားကတော့ဤမျိုးစုံနဲ့သူ့ရဲ့တပည့်တာဝကတွေကိုသူတတ်တော်ထင်ရှားရှိစဉ်ခါကာလမှာတော့အဆင်ပြေအောင်မြတ်စွာဘုရားကတော့ညွှန်ပြနိုင်တယ်ပေါ့လုံလဝရိယလျှော့လာတဲ့ယဟန်ကိုလုံလဝရိယအားတက်အောင်ပြောနိုင်တယ်ပေါ့ဉာဏ်ပညာနှုံနေတဲ့ပုဂ္ဂိုလ်ဉာဏ်ပညာထက်မြက်အောင်ပြောမယ်ပေါ့ဒီသဘောလေးတွေဟုတ်လားဒီမှာလည်းပဲလုံလဝရိယလျှော့လာတဲ့ယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့ဒီပြင်စာဝုဒ္ဒဇတ်ကိုဟောတာဒါတခုသောဘဝတုန်းကဘုန်းဘုန်းတို့ရဲ့ဘုရားလောင်းကနော်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့နော်နန်းတော်ဘုရင်မိဖုရားရဲ့မိသားစုအတွင်းမှာသွားပြီးတော့လူဖြစ်တဲ့မင်းသားလေးပေါ့အဲ့ဒီမှာမွေးဖွားလာတဲ့အခါမှာနော်ပရောဟိတ်တွေကိုပြပြီးတော့ဒီမင်းသားလေးဟာရှေ့ဘာဖြစ်မှာတော့ရှေ့ပြစ်တွေသူတို့ကြည်ရတာပေါ့ကြည်တဲ့အခါကျတော့အဲ့ဒီပရောဟိတ်ကပြောတယ်တဲ့ဒီမင်းသားဟာကြီးလာတဲ့ချိန်မှာလက်နက်5ပါးနဲ့ထင်ရှားလိမ့်မယ်လူလောကကြီးမှာလက်နက်5ပါးနဲ့ထင်ရှားလိမ့်မယ်အဲ့ဒါလို့အဟောပြောရှိတဲ့အတွက်ကြောင့်ဒီမင်းသားလေးကိုပြင်စာဝုဒ္ဓမင်းသားလို့နာမည်ပေးတာတဲ့အဲ့ဒါအရွယ်ရောက်လာတဲ့အခါကျတော့ဖခင်မဲတော်ကြီးကနော်သူတို့ပညာသင်မပေးနိုင်လို့တော့မဟုတ်ဘူးဒါပေမဲ့ဝေးလံတဲ့အရက်ဒေတာကိုသွားပြီးတော့ပညာသင်ဖို့သူတို့စေလွတ်ခြင်းဟာဒီကလေးရဲ့ပညာသင်ယူမှုကိုပို့ပြီးတော့ကြိုးစားအထောက်လို့မှုကိုထက်သန်စေတယ်ဘဝရဲ့အကြောင်းကိုပို့ပြီးတော့နားလည်စေတယ်ဒါကြောင့်မို့လို့တိုင်းပြည်မှာပညာသင်ပေးနိုင်တဲ့လူမရှိလို့မဟုတ်ဘယ်ကိုပို့လိုက်တုံးဆိုတော့တက္ကသိုလ်ပြည်ကိုပို့လိုက်တယ်နော်ဘိုးကြီးတက္ကသိုလ်ပြည်ကိုပို့လိုက်တာမင်းသားဟောအဲ့ဒါဟိုရောက်တဲ့အခါကျတော့နှစ်ပေါင်းများစွာပညာသင်ရတယ်အဲ့လိုပညာသင်တဲ့အထဲမှာနော်ယောက်ျားလေးဖြစ်တဲ့အတွက်ကြောင့်နော်တိုက်ရေးခိုင်ရေးပညာရက်တွေကိုလည်းသူသင်ကြားရတယ်ပေါ့အဲ့လိုသင်ကြားတဲ့အချိန်မှာသူဟာဒီလက်နက်5မျိုးနဲ့ပတ်သက်ပြီးတော့အလွန်လိမ္မာကြမ်းကြုံစွာတိုက်ခိုက်နိုင်တယ်တပ်ပုတ်နိုင်တယ်ဒါကြောင့်သူဟာအလွန်မှထင်ရှားတယ်ပေါ့အဲ့ဒါနဲ့ပညာစုံတဲ့အခါမှာဗာရာဏသီပြည်ပြန်မယ်အဖရဲ့အယိုက်ကိုယူမယ်ဆိုပြီးတော့သူပြန်မယ်ဆိုပြည်တော်ပြန်ခရီးအဲ့လိုပြန်လာတဲ့အချိန်မှာဖြက်လန်းကနေပြန်မယ်ဆိုရင်ဘယ်နှစ်ရက်အတွင်းရောက်မယ်
လမ်းကောင်းတဲ့နေရာနဲ့ဝေးဝိုက်ပြီးတော့သွားရမယ်ဆိုတော့ရက်ပေါင်းများစွာကြာမယ်အဲ့လိုဆိုရင်ငါအများကြီးမစောင့်နိုင်ဘူးငါဖြတ်လန်းကပဲသွားမယ်ဆိုတော့သူဖြတ်လန်းကသွားအဲ့လိုသွားတဲ့ချိန်မှာသူကတောအုပ်တစ်ခုကိုဖြတ်ဖို့အနေထားတစ်ခုကျုံလာတယ်အဲ့လိုကျုံလာတဲ့ချိန်မှာအဲ့ဒီတောအုပ်ရဲ့အဝမှာရွာမှာရှိတဲ့လူတွေကမင်းသားဒီတောအုပ်ကိုမဖြတ်ချင်နဲ့အန်ရရဲ့အလွန်ကြီးတယ်သင်တယောက်တည်းဖြတ်လို့ဟိုဘက်ကိုဘယ်နည်းနဲ့မှမရောက်နိုင်ဘူးဘလို့အန်ရတွေရှိတာတော့ဟောဒီတောအုပ်ရဲ့အလဲကောင်မှာနော်အလွန်စေးကတ်တဲ့အမွှေးပေါက်နေတဲ့ဘလူးတစ်ကောင်ရှိတယ်အဲ့ဒီဘလူးကိုသင်ဘလို့မှကြော်နိုင်မှာမဟုတ်ဘူးအဲ့တော့ဘုရားလုံးကစဉ်းစားတယ်တဲ့နော်ငါဒီရန်သူကိုကြော်နိုင်မလားသူ့ကိုယ်သူလည်းဆင်ញံသုံးတတ်တယ်ပေါ့သူ့ရဲ့အစွမ်းနော်ကြော်လွှားနိုင်မလားရတယ်ငါကြော်လွှားနိုင်အောင်ကြော်လွှားမယ်ဆိုတော့သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့အဲ့တော့တယောက်တည်းအဲ့ဒီလက်နက်၅ပါးတည်ဆောင်ပြီးတော့သူသွားတယ်အဲ့ဒီတော့အကိုဖြတ်တယ်တော့အကိုဖြတ်တဲ့အချိန်မှာတကယ်ရွာသားတွေပြောတဲ့အတိုင်းပဲအဲ့ဒီတော့ရဲ့အလဲကောင်လည်းရောက်ပြီလဲဆိုရဘလူးနဲ့ပတ်ပင်းမှတွေ့တယ်တဲ့ဘလူးကသူ့ကိုယ်သူကိုထမ်းမင်လောက်အရက်ရှိအောင်ဖန်ဆင်းထားတယ်တဲ့နော်မျက်စိကြီးတွေလည်းပြူးပြူးကြီးတွေဟုတ်လားဝမ်ဘိုက်ကကြားအမွှေးမင်းတွေအကုန်လုံးထူထပ်နေအောင်ပေါက်ထားပေါက်နေတယ်အမွှေးတွေကစေးကတ်တဲ့သဘောရှိတယ်တဲ့ဒါနဲ့ဘလူးကရှေ့ရနေပြီးတော့သင်ဟာငါရဲ့အစာဖြစ်ပြီးရှေ့ဆက်သွားလို့မရတော့ဘူးစားမယ်ပေါ့အဲ့လိုပြောတဲ့အခါမှာဘုရားလောင်းကငါဟောဒီတောအုပ်ထဲမှာသင်ရှိတယ်ဆိုတာကိုငါတိတိကြီးနဲ့လာတာတဲ့မကြောက်လို့ကိုလာတာငါရဲ့အားစွမ်းကိုငါယုံကြည်လို့ကိုလာတာဒါကြောင့်မို့လို့သင်ငါ့ကိုလွယ်လွယ်နဲ့ရလိမ့်မယ်လို့တော့မအောင်မေ့နဲ့နော်ငါ့ကိုလွယ်လွယ်နဲ့ရလိမ့်မယ်လို့မအောင်မေ့နဲ့ငါမှဟောဒီမှာလက်နက်၅မျိုးလဲပါတယ်သင်တတိထားပြီးတော့ဒါကာကွယ်ပြီးတော့ဆိုပြီးတော့နော်အစိတ်တုတ်ထားတဲ့မြားအချောင်း90ပါတယ်အဲ့ဒါမြားကြည်တော့တဲ့သူထည့်ထားအဲ့ဒါလေးကိုဖြုတ်ပြီးတော့တခါလဲတစ်ချောင်းပြီးတစ်ချောင်းပြစ်တယ်တဲ့ပြစ်တဲ့မြားမထိရဘူးနော်အမွှေးကိုပဲကန့်နေတယ်မြား90ကုန်မြား90ကုန်သွားတဲ့အခါကျတော့သူဘာလုပ်တုံးဆိုတော့လျှော့မလားမလျှော့ဘူးနော်အဲ့ဒီပြစ်တဲ့လေးနဲ့ရိုက်တယ်တဲ့အဲ့ဒီဘလူးကိုရိုက်တော့အဲ့ဒီလေးကြီးကလည်းကတ်သွားတာပေါ့အဲ့တော့ဘာလုပ်တုံးဆိုတော့မြားထည့်ထားတဲ့မြားကြည်တောင်းနဲ့ရိုက်တယ်တဲ့မြားကြည်တောင်းကလည်းကတ်သွားရောဟုတ်လားအဲ့ဒါနဲ့ခါးကြားမှာထိုးထားတဲ့တန်လျာဓာတ်ပါတယ်အဲ့ဒီဓာတ်နဲ့ခုတ်လိုက်တယ်အဲ့ဒီဓာတ်ကလည်းကတ်သွားရောဒါသူ့မှာနောက်ထပ်တင်းပုတ်လက်နဲ့တစ်ခုလည်းပါသေးတယ်အဲ့ဒီတင်းပုတ်နဲ့ချွတ်ပြီးတော့အဲ့ဒီဘလူးကိုထုတယ်ဒါပေမဲ့အဲ့ဒီတင်းပုတ်ကလည်းအမွှေးမှာကတ်သွားတယ်ဘာလက်နဲ့မှသူ့မှာမရှိတော့အဲ့တော့သူကဘာပြောတော့ဆိုတော့ငါဒီလက်နဲ့ကိုအားကိုးပြီးတော့ဒီတော့တဲ့ဝင်လာတာမဟုတ်ငါကိုငါယုံစားပြီးတော့ဝင်လာတာကြောက်သွေးလုံးဝမပါတဲ့မင်းသားပဲသူကဟုတ်လားကြောက်တဲ့စိတ်ပါကိုပါမလာဘူးနော်အဲ့ဒီစိတ်ကိုအလွန်သဘောကျတဲ့အကောင်းတဲ့စိတ်တစ်မျိုးလို့ယောဂီတို့ခံစားစေခြင်းတယ်ဟုတ်လားအဲ့ဒါနဲ့သူကတင်းမုံနဲ့ထူတင်းမုံကကတ်သွားဘာလက်နဲ့မှမပါဘူးဆိုတော့ဘယ်လိုပြောတာတော့နော်လက်နဲ့တွေအားကိုးပြီးတော့ငါလာတာမဟုတ်ငါကငါယုံစားပြီးတော့လာတာမင်းတတိနဲ့သာစောင့်နေဆိုပြီးတော့တခါလက်သီးနဲ့ထိုးတယ်တဲ့ထိုးလိုက်တဲ့လက်သီးဟာကတ်သွားတယ်ပြန်ခွာလို့မရဘူးအဲ့ဒါနဲ့နောက်တစ်ဖက်နဲ့ထိုးလိုက်တယ်လက်နှစ်ဖက်ကတ်သွားတယ်အဲ့တော့နောက်ထပ်ခြေထောက်နဲ့ကန်တယ်အဲ့ဒီခြေထောက်တစ်ဖက်ကတ်သွားတယ်နောက်ထပ်ကြံတဲ့တစ်ချောင်းနဲ့ကန်လိုက်တယ်အဲ့ဒီခြေထောက်တစ်ချောင်းလည်းကတ်သွားတယ်အဲ့တော့ဘာကြမ်းနေအောင်ဆိုခေါင်းနဲ့တိုက်ဖို့ကြံနေသေးတယ်နော်အဲ့ဒါနဲ့ခေါင်းနဲ့ပြစ်ဆောက်လိုက်တယ်ခေါင်းမှာကတ်သွားတယ်နော်လုံးဝမကြောက်ဘူးနော်အဲ့လိုမျိုး तू ဘာမှလှုပ်မရတော့တဲ့အနေထားဘာမှလှုပ်မရတော့ဘူးအရှုံးပေးပြီလားဆိုတော့မပေးဘူး तू ရှုံးတဲ့စိတ်သူ့မှာမရှိဘူးမကြောက်ဘူးကြောက်တဲ့သဘောဘာမှပါမလာဘူးဟုတ်လားအဲ့ဒါနဲ့ဘလူးကအံ့ဩပြီးရင်အံ့ဩရင်အံ့ဩနေပြီနော်တကယ်တမ်းဘုန်းဘုန်းတို့ရန်သူနဲ့တိုက်ကြတဲ့နေရာမှာနော်စိတ်ချင်းတိုက်နေတာကပိုးပြီးတော့အဓိကကြတယ်လို့ထင်တယ်ဟုတ်လားဒီဘလူးကဒီမင်းသားရဲ့ဘာကို तू ကြောက်နေပြီလဲလို့မင်းရဲ့သူ့ရဲ့မကြောက်တဲ့စိတ်ကိုကြောက်နေပြီဟုတ်လားကြံတဲ့လက်နဲ့တွေ तू ကြောက်စရာမလိုဘူးသူ့ဒီကိုမထိခိုက်နိုင်ဘူးဆိုတာ तू သိတယ်ဒါပေမဲ့သူ့ရဲ့မကြောက်တဲ့သဘောကြီးကို तू ဘာဖြစ်နေပြီတော့ကြောက်နေပြီနော်အဲ့ဒါနဲ့သင်္ကားအစာဖြစ်ပြီနော်သင်ကိုငါစားဖို့ပဲရှိတော့တယ်အဲ့တော့ငါသင်ကိုကြောက်ကိုမကြောက်ဘူးတဲ့တကယ်လည်းမကြောက်ဘူးသင်ငါ့ကိုစားမယ်ဆိုလို့ရှိရင်စားဖို့ပဲသင်ကိုငါကတော့ကြောက်နေတာတော့မရှိဘူးအဲ့တော့ဟိုမေးရတာပေါ့ဘာလို့မကြောက်တာတော့ဘာလို့မကြောက်တာတော့သင်ဟာယောက်ျားရိုးရိုးယောက်ျားမဟုတ်ဘူးသင်ဟာယောက်ျားချင်သေးပဲတဲ့အဲ့လိုလေးတွဲပြီးတော့တုံးတယ်
အသင်လိုလူမျိုးငါတခါမတွေ့ဘူးအများစုကတွေ့လိုက်တယ်ဆိုရင်ကြောက်ရွံ့ပြီးတော့အလိုလျောက်ဘလူးကတတ်เสียမလို့ပဲနဲ့ချုပ်သေးသွားတာရှိအကြောက်တရားနဲ့သေသွားတာပေါ့နော်ခုဒီမှာသူမတွေ့ဘူးတဲ့လူမျိုးသူတွေ့နေတယ်အဲ့ဒါနဲ့သင်ဘာလို့မကြောက်တော့ဆိုတော့ဘာကြောက်เสียလို့မလို့တဲ့လူဆိုတာတဘဝတစ်ခါတော့သေရတာပဲဒီနည်းနဲ့မသေရင်လည်းဒီပြင်းနည်းနဲ့သေရမှာပဲဘယ်သူမှနှစ်ခါသေရတဲ့လူဆိုတာမရှိဘူးနောက်ထပ်ငါမကြောက်ချင်းရဲ့အကြောင်းတစ်ခုရှိသေးတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ငါရဲ့ဝမ်းထဲမှာဝရဇိန်လက်နဲ့ငါမျိုးချထားတာရှိတယ်နော်အဲ့ဒါမင်းငါ့ကိုစားလို့ရှိရင်ငါလည်းသေမယ်မင်းလည်းသေမှာပဲတဲ့အဲ့တော့နှစ်ယောက်သေမဲ့အတူတူမြင်ငါဘာလို့ရွေးပြီးတော့ကြောက်နေရမှာတော့နော်အမှန်ကသူကဒါပရိယေနဲ့ပြောတာပေါ့နော်သူ့ရဲ့ဝမ်းထဲမှာမျိုးချထားတယ်ဆိုတဲ့ဝရဇိန်လက်နဲ့ဆိုတာသူ့ရဲ့အသိဉာဏ်ပညာကိုသူကရည်ရွယ်ပြီးတော့ပြောတာလိမ်ညာတာမဟုတ်ဘူးပေါ့နော်အဲ့တော့ဘလူးကဟုတ်မှာပဲเนาะဒီလူရဲ့ဝမ်းထဲမှာဝရဇိန်လက်နဲ့ရှိတယ်ဆိုတာဟုတ်မှာပဲဒါကြောင့်ဒီလူမကြောက်တာဒီလူရဲ့တကိုယ်လုံးကိုပြောနေပဲနောက်စေလေးလောက်တော့ငါဝမ်းထဲထည့်လိုက်ရင်အစာကြေမှာမဟုတ်ဘူးကြောက်သွားတယ်ဘလူးကဟုတ်လားเนาะမကြောက်တဲ့လူကိုဘာဖြစ်သွားတော့ကြောက်သွားတာเนาะအဲ့ဒါနဲ့သူ့ကိုမစားရဲဘူးဆိုတဲ့အခါဘုရားလုံးကဒီတိုင်းသွားပါတော့လားဆိုတော့မသွားဘူးเนาะသင်ကအရင်ဘဝကရုပ်ညံ့တဲ့ကြမ်းထမ်းတဲ့အမှုတွေကိုပြုခဲ့လို့ဒီဘဝရုပ်ညံ့တဲ့ဘဝကြမ်းထမ်းတဲ့ဘဝကိုရတာဒါမျိုးတွေမလုပ်သင့်ဘူးဆိုတော့ तू ကဘလူးကိုနားလေအောင်တရားဟောတယ်တဲ့ဟုတ်လားအဲ့ဒီမှာပြောရရင်တော့ဘလူးကယဉ်ကျေးတယ်ပေါ့ယဉ်ကျေးသွားတယ်ဒါသူ့စိတ်ထဲမှာဘုံဘုံကဖတ်ကြည့်ရင်းနဲ့တွေးကြည့်တယ်ပေါ့ဘလူးရဲ့စိတ်ထဲဘလူးရဲ့နေရာနေကြည့်တယ်ပေါ့နော်သေမာကိုမကြောက်တဲ့လူတယောက်ကိုတွေ့ရတာအလွန်အံ့ဩစရာကောင်းတယ်အဲ့ဒီလူကိုစိတ်ထဲကမလေးစားပဲနေနိုင်မလားခုကျတို့ကလူတွေကပုထုဇဉ်တွေဆိုတော့လေဘဝတဏှာလည်းကြီးကြီးမားမားရှိနေတာဆိုတော့သိတော့မယ်ဆိုတာနဲ့လူတွေကဘလို့ဖြစ်သွားပြီတော့ကြောက်သွားပြီဘာကိုကြောက်တာတော့သေမာကိုပဲကြောက်နေတာကြောက်လို့မလွတ်ဘူးဆိုတာလည်းသိပါလဲနဲ့ကိုပဲကြောက်နေတာအပူအလုတ်ကိုလှုပ်တာနော်အပူအလုတ်ကကောင်းတဲ့လှုပ်လားဆိုတော့လေကောင်းတဲ့လှုပ်လဲမဟုတ်ဘူးစဉ်းစားကြည့်လို့ရှိရင်တော်တော်တောင်တနာစရာကောင်းတယ်တော်တော်တောင်စိတ်ပြည့်စရာကောင်းတယ်လို့မဆိုနိုင်ဘူးလားနော်ဘဝရရင်ပြည့်စည်ရမယ်ဆိုတာတိတ္တဆအရွယ်တွေကစပုတ်ဖုံးတို့နားလည်ထားခဲ့ကြပြီးသားဒါတိအဲ့ဒီနားလည်မှုဟာတေချာပေါက်မပြည့်စုံတဲ့အတွက်ကြောင့်သိမယ်ဆိုတာနဲ့မဖြစ်ကြပြီတော့ကြောက်ကြပြီအခုဒီဘလူးကသေမှာမကြောက်တဲ့လူကို तू တွေ့နေရတယ်ဟုတ်လားအဲ့တော့သူ့စိတ်ထဲမှာလေးစားမှုတန်ဖိုးထားမှုအထင်ကြီးမှုဆိုတာတွေရှိမနေနိုင်ဘူးလားရှိနေတယ်အဲ့ဒါကြောင့် तू ဟောတဲ့တရားကို तू လက်ခံတာပေါ့ဟုတ်လားအဲ့ဒါဘလူးကယဉ်ကျေးသွားတယ်တဲ့နော်အဲ့ဒီမှာမြတ်စွာဘုရားဒီဇတ်တော်ကိုဟောပြီးတော့ဘုရားဖြစ်ပြီးမှဒီသုံးသက်ချက်လို့ဆိုနိုင်ပါတယ်နော်ဒီဇတ်တော်ကိုမြတ်စွာဘုရားဟောပြီးတဲ့နောက်မှာနော်သုံးသက်ချက်လို့ဆိုနိုင်တဲ့ဂါထာအဲ့ဒီဂါထာတော်တော်ကောင်းတယ်ယောအလီနေနစိတ်ဒေနအလီနမနသောနရောဘာဝေတိကုသလံဓမ္မယောဂခေမတပတ္တိယပါပုနေအနုပုပ္ပေနသဗ္ဗတန်ယောဇနေခေယံဒါကယဟနာဖြစ်သည့်အထိရည်ရွယ်ပြီးတော့ဟောတဲ့ဒေသနာနော်ဘာကိုဘုန်းဘုန်းတို့အမွှန်းတင်ပြီးတော့ဟောတာတုံးလို့မေးဝရိယကိုအမွှန်းတင်ပြီးတော့ဟောတာနော်အလီနမနတာမလျှော့တဲ့စိတ်သက်ရှိတဲ့ယောနရောအကျဉ်လူသားတယောက်တည်ဘလို့စိတ်သက်ရှိတာတော့မလျှော့တဲ့စိတ်နော်အလီနဆိုတာလုံးဝမလျှော့ဘူးအမြဲတမ်းပဲတင်းထားတယ်လျှော့ဘူးဟုတ်လားဘယ်တော့မှရှုံးပေးတယ်ဆိုတာမရှိဘူးသူသိရင်လည်းသိပါစေသူ့ဘက်ကတော့ဘယ်တော့မှမလျှော့ဘူးမလျှော့တဲ့စိတ်လို့အဲ့လိုဘာသာပြန်ကိုအဲ့လိုနားလဲရနော်အလီနမနာသောမလျှော့သောစိတ်ရှိသောယောနရောအကျဉ်ပုဂ္ဂိုလ်သည်အလီနေနမလျှော့သောစိတ်ဒေနစိတ်ဖြင့်မလျှော့တဲ့စိတ်ရှိတဲ့လူဟာအဲ့ဒီမလျှော့တဲ့စိတ်နဲ့ပဲသူဘာလုပ်တုံဆိုတော့ဘာဝေတိကုသလံဓမ္မယောဂခေမတပတ္တိယဟောယောဂခေမတပတ္တိယယောဂ၄ပါးဤကုန်ခါရဖြစ်သောနိဗ္ဗာန်ကိုပတ္တိယတောင့်တပြီးတော့နော်ယောဂဆိုတာကအကျဉ်းပြောရရင်လောဘဒေါသမောဟကိလေသာတရားတွေကိုဆိုတာပါပဲယောဂဆိုတဲ့စကားလုံးလေးကဒုက္ခနဲ့တတ္တဝါနဲ့ကိုရှင်ပူးထားတဲ့သဘောဘုန်းဘုန်းတို့တွေဒုက္ခနဲ့ကိုယ်နဲ့အမြဲတမ်းမကင်းမကွာအတူတူနေရတယ်ဆိုတာအဲ့ဒီယောဂဆိုတဲ့တရားကနော်ရှင်ထားလို့နော်ကိုယ်နဲ့ကတ်ထားတယ်လို့မျိုးဘုန်းဘုန်းတို့ဒုက္ခနဲ့နော်မကွဲမကွာဖြစ်အောင်အမြဲတမ်းရှင်ဆက်ထားတဲ့သဘောကတ်ထားတဲ့သဘောအဲ့ဒါဘာလို့ခေါ်တော့ယောဂလို့ခေါ်တယ်နော်ဩဃနဲ့လည်းအတူတူပဲအတဝနဲ့လည်းအတူတူပဲကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇာတဝနော်ကာမတဝဆိုတာဘာပြောတာတော့ကာမအာယုံကိုလိုချင်တဲ့လောဘဘဝတဝဆိုတာဘဝကိုလိုချင်တဲ့လောဘတရားကိုကောက်ရင်ဘာရတော့လောဘရတယ်ဒိဋ္ဌတဝဆိုတာယုံ nant ကိုပုဂ္ဂိုလ်တ attva လို့ထင်မှားတဲ့တက္ကာယဒိဋ္ဌိဟုတ်လား
အဝိဇ္ဇာတဝါဆိုတာကဘဝရဲ့ဆင်းရဲတဲ့သဘာဝအမှန်ကိုမသိတာလောဘရဲ့ဒုက္ခရဲ့အကြောင်းတရားဖြစ်တယ်ဆိုတာကိုမသိတာလောဘငြိမ်းခြင်းရဲ့လောဘချုပ်ခြင်းရဲ့ဒုက္ခချုပ်တယ်ဆိုတဲ့သဘာဝကိုမသိတာတမာဒိဋ္ဌိကောင်းဆောင်တဲ့မဲခင်၈ပါးရဲ့ဒုက္ခငြိမ်းရာကိုဆက်ရောက်စေတဲ့လမ်းဖြစ်တယ်ဆိုတာကိုမသိတာသစ္စာ၄ပါးကိုမသိတာကိုအဝိဇ္ဇာတဝါလို့ခေါ်တယ်အဲ့ဒါယောဂ၄ပါးဆိုတာအဲ့ဒီအတောတရား၄ပါးကိုပြောတာပါပဲဟုတ်လားအဲ့ဒီယောဂတို့ရဲ့ကုန်ခန်းရာဆိုတာဘာကိုပြောတာတော့နိဗ္ဗာန်ကိုပြောတာအဲ့ဒါနိဗ္ဗာန်ကိုရလိုတဲ့စိတ်ရောက်လိုတဲ့စိတ်နဲ့သူဘာလို့တုံဆိုတော့ဘာဝေတိကုသလံဓမ္မကုသလံဓမ္မကောင်းမြတ်တဲ့ကုသိုလ်တရားတွေကိုဝါဗောဓိပက္ခိယတရား39ပါးကိုဘာဝေတိပြည့်စုံအောင်သူဟာပွားများတယ်တဲ့မလျှော့တဲ့စိတ်ရှိတဲ့လူတယောက်ဟာမလျှော့တဲ့စိတ်နဲ့နိဗ္ဗာန်ချမ်းသာကိုတောင့်တပြီးတော့ကုသိုလ်တရားတွေကိုသူဟာပွားများတယ်အဲ့လိုပွားများတဲ့အခါမှာပါပုနေအနုပုပ္ပေနသဗ္ဗတန်ယောဇနေခယံနော်အနုပုပ္ပေနအစဉ်အတိုင်းသဗ္ဗတန်ယောဇနေခယံတန်ရောစဉ်အားလုံးတို့ရဲ့ကုန်ခန်းရာနိဗ္ဗာန်ဆိုတဲ့တရားကိုပါပုနေသူဟာရလိမ့်မယ်ရောက်လိမ့်မယ်တဲ့